မေရေးမေဒိုးနဲ့စားခြင်းနဲ့ဆိုပြီးတသားလေးရပူစားလို့ကျမကလှုပ်ကြွေးရပေါ့နော်ပါဝင်ပစ္စည်းလေးကလည်း2မျိုး3မျိုးတည်းလောက်ရတာလည်းအရန်ကိုလွယ်ကူတာမို့လို့လိုက်ကြည့်ပေးနော်ပထမဆုံးကစုံဦးလေးကိုအခွန်ခွာအနေတော်လေးတွေပိုင်းပြီးတော့ပေါင်းထားပါမယ်ရှင်ကစုံလေးတွေဤပြီဆိုလို့ရှိရင်မှုံလုံးမဲ့စလုံးတွေကိုပြောင်းထည့်ကောက်ရင်းဆံမုံကို3-4စွန်းပမာဏလောက်ထည့်လိုက်ပါမယ်ရှင်တကြားထည့်မယ်စားထည့်မယ်ပြီးရင်တမရအောင်လို့နေပါမယ်ရှင်နေရင်လည်းရေလေးကိုနည်းနည်းပဲထည့်ပါမယ်ရှင်ရေလေးနည်းနည်းစီထည့်ပြီးတော့တေချာလေးမုံနဲ့ကောက်ရင်းမုံနဲ့တသားလေးဖြစ်သွားအောင်လို့တေချာလေးနေပါမယ်မုံသားလေးချောလာပြီဆိုရင်ကျမကဒိုးနဲ့ပုံစံလေးဖော်လိုက်ပါမယ်ရှင်ကိုနစ်တက်ရပုံစံဖော်လို့ရပါတယ်ကဲစကြော်လို့ရပြီပေါ့နော်အိုးရဲကိုစီထည့်မယ်စီပူလာလို့ရှိရင်ကျမရဲ့ဒိုးနက်မုံလေးတွေကိုထည့်ကြော်ပါမယ်ရှင်မီးမပြင်းမို့တတိထားရမယ်ပေါ့နော်မီးအေးလေးနဲ့ပဲကြော်ရပါမယ်ရှင်ပြီးရင်နန်းလေးတွေဖြူပြီးတော့ကျမအထက်အောက်လေးလန့်ပါမယ်ကြည့်ပါအောင်စားချင်စပွဲကျမရဲ့ကစွန်းဦးဒိုးနက်မုံလေးအဖြစ်စားချင်စရာလေးပေါ့နော်ရွှေအိုရောင်လေးနဲ့အယောင်အစင်းလေးအဖြစ်အရန်ကိုလာပါတယ်ရှင်အရသာလေးကလည်းအပြင်သားကျွတ်လေးနဲ့အတွင်းသားလေးကနူးအိနေလို့ခလေးလူကြီးမျိုးကြိုက်ကြပါတယ်ရှင်လောက်ရတာလဲလွယ်ကူတာမို့လို့အိမ်မှာတစ်ခေါက်လောက်တော့လှုပ်စားကြည့်နော်ရန်ကိုစားလို့ကောင်းလို့အိမ်ကသားလေးကလည်းအရန်ကြိုက်ပါတယ်ရှင်ကျေးဇူးပါ